Woke up at 11 o'clock, I ain't got no job, what the hell should I do today? This feel like some I don't give a fuck, oh my god, shut the fuck up, I ain't hearing what you gotta say. What the deal, how you feel, not important. All I'm thinking about is riding in these Porsches, but don't be coming at me with that horse shit. Acting like you know me, that's the worst shit. I know in my soul, like this fucking cold, yeah. That's just how it ဒီနေ့မှာတော့ကစ်ကစမ်းကြောင်ချမ်းသာလန်းထဲမှာရှိရဲ့ဘုံကိုဘယ်လီပြန်စင်းဆိုင်မှာသွားပြီးတော့ဘယ်လီဖောက်ခဲ့ပါတယ်ဘယ်လီလုတ်ခဲ့ပါတယ်ပေါ့နော်ပထမဦးဆုံးအနေနဲ့ထုံစေးလိမ့်ပါတယ်ထုံစေးကိုတနားရီလောက်ထားပါတယ်နားမှာကြောက်တယ်ဆိုလို့ရှိရင်တော့တနားရီတက်ကြော်ထားလို့ရပါတယ်ရှင်ထုံစေးပေးထားတဲ့အချိန်တော့တွင်းမှာချိန်တွေလည်းဟတ်သက်မဖြစ်အောင်လို့ဟိုရိုက်ဒီရိုက်ပုံရိုက်နဲ့လုပ်နေပါတယ်ပြီးတော့ဆိုင်ကြီးကလည်းတသက်ရနဲ့လူလဲရှင်းတော့တတောင်းတသားဖြစ်ပြီးကိုတယောက်တည်းအေးစိတ်နေလို့ရပါတယ်ရှင် Way too busy feeling stressed out. I'm just trying to get ahead now. Going out, I'm just trying to get ahead now. Been a while. အဆဆရီပစ္စည်းရတဲ့အဆုံးရှိပါတယ်လက်စွပ်တွေလည်းတွေ့မိသလိုပဲပြီးတော့ဒီနားရောနှာခေါင်းရောတချို့ဆိုရှာတို့ပြီးလို့ရှိရင်ဒီပချိုင်းတို့တော့ဖောက်ပါတယ်ဒီတော့ဒီလက်သီးလေးမှလည်းဖောက်တယ်ပြီးတော့ဒီဆိုင်ရမရဲ့ဟိုပါအရင်ညှို့တာကောင်းလို့နားနှစ်သီးလေးလည်းဖောက်လိုက်တယ်ပြီးတော့နားနှစ်ပေါက်ပေါ်မှာထပ်ဖောက်လိုက်ပါတယ်အလုံးပေါင်း6ကောနားနှစ်ပေါက်ကောဆိုအလုံးပေါင်း3ပေါက်ပါထုံလေးပြထားတော့အရင်တော့မနာပါဘူးနည်းနည်းလေးတော့နာပါတယ်ပေါ့နော်ဟိုချက်လို့ရှိရင်လည်းဘိုက်ခေါင်းလင်းကျွဲလို့လေးနာပါတယ်နားဖောက်တာကတော့အလောက်မနာဘူးဘာလို့လဲဆိုတော့ငယ်ကလေးကလေတနတ်တို့ပြီးလို့ရှိရင်အနဲ့အောင်အမြင်ချက်သွန်ခံပြီးဖောက်ပြီးပူတာဆိုတော့တော့မနာဘူးဒါပေမဲ့တောင်းတောက်ကပိန်းတယ်ပဲမတူတဲ့အတွက်ကိုကလက်သီးမှမနာပဲသူကကျတော့လက်သီးမှနာတတ်တယ်ပေါ့နော်အဲ့တော့ထုံစည်းကိုအချိန်အပြည့်ပေးပါအဲဆိုနာတာလျှော့ပါလိမ့်မယ်ဒီကတော့မိုးထုံနေရတဲ့ချောင်းပြန်ဖို့ဝေးတာတဲ့ချောင်းနဲ့အဲ့လိုပေါ့နော်ဟိုခဏလေးပေါ့ခဏလေးဆိုပေမဲ့45မိနစ်50လောက်တော့ပေးလိုက်ရပါတယ်ဒါမှလည်းနည်းနည်းလေးတော့နာလို့လေးဖြစ်ပါရဲ့ရှင်ပစ္စည်း accessory ရလည်းစုံနေပြီးတော့ဆိုင်ရှင်အမနဲ့အဲ့ရအမတွေအကုန်လုံးကလည်းသဘောကောင်းတယ်ဟိုပြီးလို့ရှိရင်အဲ့လိုမျိုးလာတယ်လောက်ကြည့်ဆိုပြီးမျိုးကိုအရန်တိုက်တွန်းလို့ကိုမှ3ပေါက်တောင်မှအရန်ဆိုအစားနာမှအရန်ကြောက်တော့ချက်တောင်မှမနေစဉ်းစားတာပေါ့နော်ဖောက်တင်တာစဉ်းစားဒါပေမဲ့အမရောက်သွားချိန်မှာအမလေးလာတယ်ပါညာဆိုကိုကလည်းလာချင်တော့ဖောက်လိုက်ပါတယ်ဒါကတော့ထုံစေးပြီးပြီးတော့ဟိုစောင့်ရတဲ့အချိန်မှာပေါ့နော်မှန်တအားလာနေလိုက်တန်းတအားလာနေတော့အဲ့လိုမျိုးရှိုက်လိုက်ပါတယ်ဆိုင်ပင်စင်ကလည်းတသက်ရနဲ့ဟိုဝင်လာလို့ရှိရင်ချစ်စရာကောင်းတဲ့ဆိုင်လေးပေါ့နော်ပြီးတော့တသက်ရနဲ့တန်းရှင်းကင်တွယ်ပါတယ်ပြီးတော့မီးပြက်လို့ရှိရင်တော့မီးစက်နဲ့ကူလာဖွင့်ပေးပါတယ်ဒါကတော့ထုံစည်းထားတာနိုင်ပြည့်သွားပြီပေါ့နော်အရင်နောက်ကျနေပြီဆိုတော့မ
လှသွားပါပြီဘယ်လောက်လှလဲကြည့်ပါအောင်နော်ဒါမှမဟုတ်တော့ဖောက်ပြီးပါလို့ရှင်လဲ after care တေချာလေးလုပ်ပေးရတယ်တဲ့ဟိုအမြဲတမ်းပေါ့နော်ဟိုချက်ကကြက်ဖို့အတွက်ကတနေ့6လတနေ့လောက်ကြာရဲဆိုတော့ကြားထဲမှာကိုကအရင် view site တက်မှအဆင်ပြေမှာလို့ရှင်နားလေးကိုလည်းတုံမယ်ဘာညာလုပ်မယ်ပြီးရင်နားလေးကိုထည့်လိုက်နှသီးလေးကိုထည့်လိုက်မယ်အခုဆိုခေါ်လီဖြစ်သွားပြီလှပါပြီခေါ်တော့ပါပြီရှင်းတဲ့မနေ့နားပေါ့နော်ဟဲ့တော့လေရဒီလောက်ပါပဲကိုစိတ်စီနဲ့လှမဲ့ညာလေးကိုဖောက်ပေးရဲ့ဒီစမ်းကြောင်ချမ်းသာတဲ့မှာရှိရဲ့ဘုံကုတ်ပဲလီတောင်လည်းအရင်ကျေးဇူးတင်ပါတယ်အဲ့ရဆိုင်ရှင်မမလည်းကျေးဇူးများတင်ပါတယ်ပြီးတော့လက်ဆောင်တွေလည်းပေးတယ်ဘာစီတောက်တီချာလေးလည်းညွှန်ပေးရပြီးတော့ after care စာလေးလည်းတီချာလေးထည့်ပေးရလိုအပ်တဲ့ဟာလေးလည်းပြပြပေးရသဘော